ဂမ်ဘီယာဘက်ကဆွဆွဲချက်ကတော့သူတို့ကတပုံစံနဲ့လှုပ်သွားတယ်လူတွေကအေးအေးအိတ်နေကြတယ်ရွာထဲမှာဘာမှမရှိဘဲနဲ့ဘာပြဿနာမှမရှိအိတ်နေကြတယ်ခါမှာစစ်သားတွေကရွာထဲကိုရုတ်တရက်ဝင်လာတယ်ဝင်လာပြီးတဲ့အခါကျတော့ရွာသားတွေကိုစုခိုင်းတယ်ရွာလယ်မှာစုခိုင်းပြီးတော့ယောက်ျားတွေတက်မိန်းမတွေတက်ခွဲထုတ်လိုက်တယ်ယောက်ျားတွေကိုတော့ဒီပြစ်တက်ပြီးတဲ့အခါကျကျင်းထဲမှာမြုပ်တယ်တချို့လည်းပဲဓာတ်စီလောင်းပြီးတော့မိရှို့ပလိုက်တယ်မိန်းမတွေကိုကြတော့ဒီအိမ်တွေထဲမှာစုထည့်ပြီးတဲ့အခါကျတော့အစုလိုက်အပြုံလိုက်အာရမပြုကျင့်တယ်ကလေးတွေကြတော့မိန်းမတွေနဲ့တူတချို့လည်းပဲဒီဒီအမျိုးသမီးတွေအာရမပြုကျင့်တဲ့ထားတဲ့ပိတ်ထားတဲ့အိမ်တွေထဲမှာထည့်ပြီးတော့မှမိရှို့ပလိုက်တယ်အရှင်လက်တချို့လည်းပဲပြူးမချောင်းထဲကိုလွှတ်ပစ်လိုက်တယ်စသဖြင့်ဒါမျိုးတွေဆွဆွဲတာပါမိဘပြည်သူများကြံခန့်တာလို့မှာကြပါစားခင်ဗျာဒီကနေ့ဇန်နဝါရီလ20ရက်နေ့ဆိုလို့ရှင်တော့ကျွန်တော်တို့မြန်မာအဖွဲ့ရဲ့ပထမကြိမ်လျှောက်လဲချက်တတိယနေ့ပြီးသွားပြီဖြစ်ပါတယ်ဒါကြောင့်မလို့လျှောက်လဲချက်တွေပထမကြိမ်အတွက်ကတော့အလုံးပြီးသွားပြီဖြစ်ပါတယ်သို့တော်လည်းပဲပထမကြိမ်လျှောက်လဲချက်မှာပြီးခဲ့တဲ့မနေ့ကလျှောက်လဲချက်နဲ့ဒီနေ့လျှောက်လဲချက်စုစုပေါင်းဒီ2ရက်စာလျှောက်လဲချက်ကိုအကုန်လုံးချက်ချင်းပြန်ပြီးတော့မှမတင်ပြနိုင်တဲ့အတွက်မနေ့ကလျှောက်လဲခဲ့တဲ့19ရက်နေ့ကလျှောက်လဲခဲ့တဲ့လျှောက်လဲချက်တွေကတချို့ကိုပဲကောက်နှုတ်ပြီးတော့မှတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ19ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒီလျှောက်လဲချက်မှာဆိုလို့ရှိရင်တော့အပိုင်း၄ပိုင်းပါပါတယ်အဲ့တော့ဒီအပိုင်း၄ပိုင်းကိုကျွန်တော်တို့အကြောင်းအရာအနေနဲ့ပြန်ပြီးတော့မှခွဲလိုက်မယ်ဆိုရင်တော့ဒီဥပဒေပိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာပိုင်းကတစ်ခုနောက်တစ်ခုကသက်သေခံနိုင်မှုနဲ့ပတ်သက်ပြီးတော့မှသက်သေခံရဲ့တန်ဖိုးနဲ့ပတ်သက်ပြီးတော့မှအကြောင်းအရာတစ်ခုနောက်တစ်ခုကတော့ကျွန်တော်တို့အဓိကနေရာ3ခုနဲ့ခြားသောနေရာ40ကျော်တို့မှာဖြစ်ပျက်ခဲ့တဲ့မှုခင်းဖြစ်ရပ်တွေကတစ်ခုစီပေါ့အဲကြောင့်မလို့၄ခုဖြစ်သွားပါတယ်အဲ့တော့အဲ့လိုမျိုးခွဲလိုက်မယ်ဆိုရင်တော့ဒီကနေ့မှာတော့ကျွန်တော်တို့အဓိကနေရာ3ခုနဲ့ခြားနေရာ42ခုရဲ့ဖြစ်စဉ်လေးတွေကိုကျွန်တော်အချင်းချုပ်ပြီးတော့မှဒီတင်ပြသွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကိစ္စတွေကကျွန်တော်တို့ပေါ်ဆွဆွဲတာဟာဆိုတော့ပြောခဲ့တဲ့ဒီအဓိကနေရာ3ခုနဲ့ခြားနေရာ42ခုပေါ်မှာမူတည်ပြီးတော့မှဒါဆွဆွဲထားတဲ့အတွက်ကြောင့်မလို့ဒါကိုအသေးစိတ်ပြန်ဖြည့်ရှင်းနိုင်ဖို့ကအလွန်အရေးကြီးပါတယ်။ဒါကြောင့်မလို့ဒီ19ရက်နေ့ကရှောက်လဲခဲ့တဲ့ရှောက်လဲချက်တွေကကျွန်တော်တို့မြန်မာနိုင်ငံရဲ့အမှုတွေကတော့အလွန်ကိုအရေးပါတယ်လို့ဆိုရမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ဒီအဓိကနေရာ3ခုနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ရဲ့ရှေ့နေ Mr. Sanblum Cooper တာဝန်ယူပြီးတော့မှရှောက်လဲသွားပါတယ်။သူကတော့ criminal lawyer လို့ခေါ်တဲ့မှုခင်းဆိုင်ရာရှေ့နေဘက်မှာတော်လေးကျွမ်းကျင်တယ်လို့ဖြစ်ပါတယ်။အဲ့တော့အဓိကနေရာ3ခုဆိုတဲ့ဥစ္စာကတော့ကျွန်တော်ပြောရမယ်ဆိုရင်မင်းကြီးရွာပေါ့နော်မင်းကြီးရွာတော့မောင်တော်မြို့နယ်မှာရှိပါတယ်နောက်တစ်ခုကတော့ချွတ်ပြင်ရွာတော့ရသေးတောင်မှာရှိပါတယ်ရသေးတောင်မြို့နယ်ထဲမှာပါပဲနောက်တစ်ခုကတော့မောင်နုကတော့ဘူးသီးတောင်မြို့နယ်ထဲမှာရှိပါတယ်ဒီနေရာ3ခုမှာဒီဂမ်ဘီယာနေပြီးတော့မှအထူးအပြုပြီးတော့မှဆွဆွဲတာကတော့ဒီနေရာတွေကအသေးပြောက်များတယ်နောက်တစ်ခုကတော့ဒီလိမ်မိုင်းဆိုင်ရာမှုခင်းအကြီးကျယ်ဖြစ်တဲ့စသဖြင့်ဒါမျိုးဆွဆွဲခဲ့တာမျိုးတွေရှိပါတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဆွဆွဲချက်တွေနဲ့တကယ်ဖြစ်ပျက်ခဲ့တဲ့မြေပြင်ခြေတွေနဲ့ကျွန်တော်တို့ဘက်ကရှေ့နေတွေဘယ်လိုရှောက်လဲခဲ့လဲဆိုတာလေးကိုကျွန်တော်အချင်းချုပ်ပြီးတော့မှတင်ပြပါမယ်ဒီ3ခုမှာပဲကျွန်တော်တို့အသေးပြောက်အများဆုံးနေရာကတော့မင်းကြီးဖြစ်ပါတယ်မင်းကြီးကတော့မောင်တော်မြို့နယ်ရဲ့မြောက်ဖက်မှာရှိနေပြီးတော့မြောက်ဖက်ခြမ်းမှာရှိနေပြီးတော့ပြူးမချောင်းရဲ့နဘေးမှာရှိတာဖြစ်ပါတယ်အဲ့တော့မင်းကြီးမှာရွာ2ရွာရှိပါတယ်ဒီရွာကတော့ရခိုင်တိုင်းသားတွေနဲ့ရွာပြီးတော့တနေရာတော့ဘင်္ဂလီတွေနေတဲ့ရွာဖြစ်ပါတယ်ဘင်္ဂလီတွေနေတဲ့ရွာကိုတော့တူလာတိုလီလို့လည်းပဲခေါ်ပါတယ်အဲ့တော့အဲ့ဒီမင်းကြီးရွာမှာဖြစ်ပျက်ခဲ့တဲ့နေ့ကတော့ဩဂုတ်လ30ရက်နေ့ဖြစ်ပါတယ်အဲ့တော့အကြမ်းဖက်မှုတွေစတာ25ရက်နေ့မှာစပြီးတော့မှတော့30ရက်နေ့ကြာမှအကြီးကျယ်ဖြစ်တာဖြစ်ပါတယ်ဒီနေရာ3ခုစလုံးနဲ့ပတ်သက်ပြီးတော့ဂမ်ဘီယာဘက်ကဆွဆွဲချက်ကတော့သူတို့ကတပုံစံနဲ့လှုပ်သွားတယ်လူတွေကအေးအေးအိတ်နေကြတယ်ရွာထဲမှာဘာမှမရှိဘဲနဲ့ဘာပြဿနာမှမရှိအိတ်နေကြတယ်ခါမှာစစ်သားတွေကရွာထဲကိုရုတ်တရက်ဝင်လာတယ်ဝင်လာပြီးတဲ့အခါကျတော့ရွာသားတွေကိုစုခိုင်းတယ်ရွာလယ်မှာစုခိုင်းပြီးတော့ယောက်ျားတွေတက်မိန်းမတွေတက်
ခွဲထုတ်လိုက်တယ်ယောက်ျားတွေကိုတော့ဒီပြစ်တက်ပြီးတဲ့အခါကျကျင်းထဲမှာမြုပ်တယ်တချို့လည်းပဲဓာတ်စီလောင်းပြီးတော့မိရှို့ပလိုက်တယ်မိန်းမတွေကိုကြတော့ဒီအိမ်တွေထဲမှာစုထည့်ပြီးတဲ့အခါကျတော့အစုလိုက်အပြုံလိုက်အာရမပြုကျင့်တယ်ကလေးတွေကြတော့မိန်းမတွေနဲ့တူတချို့လည်းပဲဒီဟိုပါပေါ့ဒီအမျိုးသမီးတွေအာရမပြုကျင့်တဲ့ထားတဲ့ပိတ်ထားတဲ့အိမ်တွေထဲမှာထည့်ပြီးတော့မှမိရှို့ပလိုက်တယ်အရှင်လက်တချို့လည်းပဲပြူးမချောင်းနဲ့လွှတ်ပစ်လိုက်တယ်စသဖြင့်ဒါမျိုးတွေဆွဆွဲတာပါဒါမင်းကြီးဆိုရင်ကျန်တဲ့ရွာတွေလည်းအဲ့လိုမျိုးပဲအလားတူဆွဆွဲမှုတွေဖြစ်ပါတယ်အဲ့တော့သူတို့ကဘာကြောင့်မလဲလို့ပြောရလဲဆိုဒီလိုလုံးမှတပုံစံနဲ့ပြုကျင့်နေဆိုတဲ့အပြုမှုရှိမှသာလျှင်ဒါလူမျိုးသုံးတပ်ဖြတ်မှုနဲ့အကျုံးဝင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမဖြစ်ဖြစ်အောင်ဆွဆွဲတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့တကယ်လက်တွေ့အခြေအနေမှာကြတော့သူတို့ပြောသလိုဘာမှဟိုထူးထူးဆန်းဆန်းထူးထူးခြားခြားမဖြစ်ဘဲနဲ့ရုတ်တရက်ကြီးမိုးဘွားကြလာသလိုဒါဘာမှအပြစ်မရှိတဲ့ရွာသူရွာသားအေးဆေးအိတ်နဲ့ရွာသားတွေကိုခေါ်ပြီးတော့တပ်ပစ်တာမျိုးမဟုတ်ပါဘူးအဲ့ဒီနေရာတွေကဒီအာစာအဖွဲ့ကနေပြီးတော့မှ25ရက်နေ့မှာစပြီးတော့ဒီတက်ကွက်ဖော်တဲ့အချိန်မှာတိုက်ပွဲဖြစ်ခဲ့ကြတဲ့နေရာတွေဖြစ်ပါတယ်အဲ့တော့မှတ်မိကြမယ်ဆိုရင်တော့အဲ့24ရက်အောက်တိုဘာ24ရက်နေ့ကကိုဖီအာနန်ကော်မရှင်ရဲ့အစီရင်ခံစာတင်သွင်းတဲ့နေ့ဖြစ်ပါတယ်အဲ့ဒီတင်သွင်းတဲ့နေ့ရဲ့နောက်တစ်နေ့မှာပဲညပေါ့လေမနေ့အာယုံဥပိုင်းမှာပဲလူတိုက်ပွဲတွေစဖြစ်တာတမင်သက်သက်ကိုပဲအချိန်ကိုက်ပြီးလှုပ်ထားတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့မင်းကြီးကတော့ဆဆချင်း25ရက်နေ့မှာဖြစ်တာတော့မဟုတ်ပါဘူးသူကဘယ်ကနေမှမြေဖြားခံလာလဲဆိုတော့ကျွန်တော်အလုံးသိကြတဲ့ခမောင်းစိတ်ရွာမှာဟိန္ဒူတွေစပြီးတော့မှအသက်ခံရတာဖြစ်ပါတယ်ခမောင်းစိတ်ရွာဆိုတာကမင်းကြီးရွာရဲ့အပေါ်မှာကျွန်တော်တို့6မိုင်လောက်ပဲဝေးတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကနေပြီးတော့မှဒီဟိန္ဒူတွေကိုတတ်ဖြတ်ပြီးတော့ဟိန္ဒူမျိုးသမီးလေးတွေကိုသူတို့ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်ပိုင်းမှာတောင်ဘက်ကိုဆင်းလာပါတယ်တောင်ဘက်မှာကြားတဲ့ခါကျတော့ဘာရှိလဲဆိုတော့ဒီမင်းကြီးရွာနဲ့ဒီခမောင်းစိမ့်နယ်ကြားထဲမှာတိုင်းရင်းသားရွာတွေရှိပါတယ်မြို့ရွာတွေရှိရဲနောက်တစ်ခုကနာတလလို့ခေါ်ရရင်တော့ကနေပြီးတော့မှနေဆက်ဒေသနဲ့ဒီဖွံ့ဖြိုးရေးပေါ့နေဆက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်နဲ့ကျွန်တော်တို့ရွာတဲပေးထားတဲ့မြဝတီဆိုတဲ့ရွာရှိပါတယ်နောက်မင်းကြီးနဲ့မြန်ချင်းဆိုင်မှာတော့ဝက်ကျင်းလို့ပြောဆိုတဲ့ရွာလေးတွေရှိတယ်အဲ့မှာဝက်ကျင်းကဖျားတောင်ကုန်းလည်းရှိတယ်မှာရဲကင်းလည်းရှိတယ်ဖြစ်စဉ်ကတော့သူတို့ကခမောင်းစိတ်ကနေပြီးတော့မှတောင်ဘက်ကိုဆင်းလာပြီးတော့စိုးရပြောတဲ့ရွာတွေဝင်တိုက်တယ်သူကလူအုပ်ကြီးတွေနဲ့ဝင်ပြီးတိုက်တဲ့ခါကျအဲ့ဒီတိုင်းသားရွာတွေကထွက်ပြေးရတယ်ထွက်ပြေးပြီးတော့မှဝက်ကျင်းမှာရဲစခန်းရှိတဲ့ခါကျတော့ဝက်ကျင်းရဲစခန်းပေါ့လေဒါမြဝတီကလူတွေလည်းဝက်ကျင်းရဲစခန်းတောင်ပေါ်တက်ပြီးတော့မှဟိုနေရတဲ့ခါမှာအောက်မှာသူတို့အုပ်ကြီးကဘင်္ဂလီအုပ်ကြီးကရာနဲ့ထောင်နဲ့ချီပြီးတော့မှဝိုင်းထားတယ်ဝိုင်းထားတော့မတက်နိုင်တဲ့ခါကျတော့အဲ့ဒီကဒီရဲတပ်ဖွဲ့တာဝန်ခံနေပြီးတော့မှဆက်သွယ်ပြီးတော့တက်မလို့စစ်ကူတောင်းရင်းနဲ့ကျွန်တော်တက်မလို့စစ်ကြောင်းနေစစ်ကူသွားရတာဖြစ်ပါတယ်အဲ့တော့စစ်ကူသွားတဲ့ခါကျတော့ဝက်ကျင်းတောင်ချေမှာပဲသူတို့တိုက်ပွဲတွေဖြစ်ကြတယ်အဲ့တော့စစ်ကြောင်းနှစ်ကြောင်းမှာတစ်ကြောင်းကတော့ဒီမင်းကြီးရခိုင်ရွာရောက်သွားရင်နောက်တစ်ကြောင်းကတော့အပေါ်ကနေပြီးတော့မှဆင်းလာရင်းနဲ့မင်းကြီးဒီဘင်္ဂလီရွာကိုမင်းနဲ့ကိုဝင်တဲ့ချိန်မှာရွာထဲမှာပဲတိုက်ပွဲဖြစ်ပြီးတော့မှပြစ်ကြခတ်ကြနဲ့တေကြကြေကြတာဖြစ်ပါတယ်ဒါကတော့တကယ်ဖြစ်စဉ်ဖြစ်ပါတယ်အဲ့ဒီတကယ်ဖြစ်စဉ်ရတက်မတော်ရဲ့ဒီအစီရင်ခံစာမှာဆိုရင်တော့အဲ့ဒီဖြစ်စဉ်မှာဒီ108ယောက်လောက်အသေးပြောက်ရှိပါတယ်သို့တော့ညာလည်းပဲသူတို့ဘက်ကနေပြီးတော့မှဒီ FFM တို့ဘာတို့ဒီကတော့950လောက်သေးတယ်ဆိုပြီးတော့မှအဲ့လိုပြောပါတယ်အဲ့တော့ Amnesty International ကတော့သူ200တက်တော့မနည်းဘူးလို့ပြောတယ်အဲ့တော့ဒီလိုပဲကျွန်တော်တို့ကိန်းကနန်းတွေကတော့အများအားလို့ကွဲလဲတာတော့ရှိပါတယ်သို့တော့ညာလည်းပဲအဓိကအကြဆုံးကတော့ဒီဟာတွေကဘလောက်ခိုင်လုံတယ်လဲဆိုတဲ့ဥစ္စာဒါစဉ်းစားရမယ့်အနေအထားမျိုးတွေဖြစ်ပါတယ်ဒါတော့မင်းကြီးရွာနဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒီနေရာမှာထူးခြားခြားလေးကျွန်တော်တို့မှတ်မိတာလေးပြောရမယ်ဆိုတော့အဲ့ဒီမင်းကြီးဘင်္ဂလီရွာမှာဒီမြန်မာစကားကောင်းကောင်းတတ်တဲ့ဒီဗုဒ္ဓဘာသာနေပြီးတော့မှမွတ်စလင်ဘက်ကိုကူးပြောင်းထားတဲ့တက်ထွက်တယောက်ရှိပါတယ်သူ့နာမည်ကနတ်မူအစ္စလာမ်လို့ထင်တယ်ကျွန်တော်မှတ်မိသလောက်ပေါ့လေတော့အရင်တော့ဒီမော်လမြိုင်သားနောက်ပိုင်းကျတော့ဒီရခိုင်ဘက်ကိုရောက်လာပြီးတော့ဆက်သွယ်ရေးတက်တက်မှာတာဝန်ကျအဲ့ရနေထွက်ပြီးတော့မှအဲဒီမင်းကြီးဘင်္ဂလီရွာမှာသူ့ရဲ့မျိုးသမီးကမူလာတော့မင်းကြီးရခိုင်ရွာမှာရခိုင်မှာနောက်ကျကွာရှင်းလိုက်ပြီးတော့မှသူဒီဟိုဘက်ကိုဘာသာပြောင်းသွားပြီးတော့မှဒီမင်းကြီးဘင်္ဂလီရွာမှာမျိုးသမီးတယောက်ကိုထပ်ပြီးအိမ်အောင်ပြုတ်ထားတာ
သူပြောတာတော့မင်းကြီးဘင်္ဂလီရွာမှာရှိတာလူ2000လောက်ရှိတာအကုန်လုံးတတ်ခံရတယ်ဘာညာဆိုပြီးတော့သူအဲ့လိုပြောသူလည်းမျက်စိနဲ့မြင်တယ်လို့ပါခုနကဗီဒီယိုရိုက်ပြီးတော့ကိုပဲဒါထွက်ဆိုခဲ့တာမျိုးတွေလည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒါတွေကိုအမိပြုပြီးတဲ့အခါကျတော့တစ်ဖက်ကလည်းပဲတော့တင်တာပါကျွန်တော်တို့ဘက်ကတော့ဖြစ်နေတဲ့ဖြစ်စဉ်တွေအကုန်လုံးအသေးစိတ်လှုပ်ရှားမှုတွေနဲ့တင်ပြထားတာဖြစ်ပါတယ်